ဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဗျာဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်ဗျာသံဃံပူဇေမိသံဃံသံဃာတော်မြတ်တို့ကိုပူဇေမိပူဇော်ပါ၏ရှင်ဗျာဘဝအဆက်ဆက်ကတော်ဆက်ခဲ့ကြသောမိဘဘိုးဘွားများမပြစ်မှားအပ်သောပုဂ္ဂိုလ်များနှင့်ခင်မွန်းကြီးဆယ်ပါတို့အပေါ်ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသောရှင်ခိုးဝင်ရှကရော့တောင်းပန်ပါ၏အရှင်ဖေဟာဘုရားတပည့်တော်မှာသည်ဘဝအဆက်ဆက်ဘဝအပေါင်းပုံမှာယနေ့ယခုအချိန်ထိဘုရားတရားတန်ခါမိဘဆရာသမားခင်မွန်းကြီးဆယ်ပါးနှင့်မပြစ်မှားထိုက်သောသူတို့ကိုကာယေကံဝစီကံမနောကံသုံးပါးသောကံတို့မှတပါးသောကံတို့ဖြင့်ကျေးဇူးပြုမိခဲ့သောကောင်းမှုကံစေတနာပါရမီအရှိန်ဟုန်တို့သည်ယနေ့ယခုဘဝယခုအချိန်တွင်ခံစားရပြီးဖြစ်ပေါ်နေသောဒုက္ခဝိဆင်းရဲများမှပြင်းစင်ပျောက်ကင်းလိုပါ၏တို့၏ငါဤခန္ဓာနှင့်ငါဤကိုယ်ဆောင်နှင့်လည်းကျမ်းမာပါစေချမ်းသာပါစေဒေါသခတ်သိမ်းကင်းငြိမ်းပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိပ်နိုင်ပါစေမကောင်းသောစိတ်မကောင်းသောအကြံအစီမကောင်းသောပတ်ဝန်းကျင်မကောင်းသောမိတ်ဆွေယုံများနှင့်မကောင်းသောအိမ်မက်ဆူများမှကင်းဝေးကြပါစေသာဓုသာဓုသာဓု